အားလုံးပဲမင်္ဂလာပါဗျ။အန်ဆိုရီကဘာမှနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့အန်ဆိုပါ။ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ကွာပြက်နေတဲ့အချိန်နောက်ပြန်လာတဲ့အဆင့်ခေါ်သူပဲဖြစ်ပါတယ်။ chapter စမတည်နိုင်သောကမ္ဘာမှာရှိတဲ့တဲကနာရဲ့တဲတောင်မျိုးနဲ့စတင်ထားပါတယ်။စာပိုင်းမှာတော့ကောင်မလေးတွေပြေးလာနေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့သူတို့ကဘာလို့ပြေးနေရလဲဆိုတော့ level 3အဆင့်ရှိတဲ့ဝင်ပလီတွေကလိုက်နေလို့ဖြစ်ပါတယ်။ဒါကြောင့်ကောင်မလေးတွေကလည်းအသေးအံကြီးတောင်ကဲချောင်းအောင်လို့ OV ပြေးနေရပါ။အဲ့ဒီထဲစပင်ဝါနဲ့ကောင်မလေးကဟာချီလို့ပဲငါတို့လာချ level 1အဆင့်ရှိတဲ့ game ကောက်တွေကိုချဖို့လာပါတယ်ဆိုlevel 3အဆင့်ရှိတဲ့ဝင်ပလီတွေလိုက်တာခံနေရတယ်။ခေါင်းဆောင်ငါတို့ဘာဆက်လုပ်ရမလဲလို့မေးလိုက်ပါတယ်။အဲ့ဒါနဲ့ခေါင်းဆောင်ဆိုတဲ့မိန်းကလေးကနည်းတောင်းထားကြအောင်ငါတို့ရှိမှကျိုင်းကောင်ပဏီရှိတယ်။ငါတို့အဲ့ဒီပင်ပေါ်တက်ပြီးဒီကောင်တွေလက်ကလွတ်ဖို့အခွင့်အရေးရှိနိုင်တယ်လို့ပြောပြီးချီးတော့အောင်ပြီးခိုင်းလိုက်ပါတယ်။ခေါင်းဆောင်မိန်းကလေးကသူ့အတွေ့အထဲမှာဟာချီးလို့ပဲဒီကောင်တွေကသူတို့တဘာဝရဲ့အကြမ်းတမ်းရတယ်။သူတို့ကတားကောင်တွေလွယ်လွယ်နဲ့လွတ်မပေးတတ်ကြဘူး။ငါတို့ရင်တိုက်ခဲ့တဲ့အချိန်ကလည်းဒဏ်ရပြီးငါတို့ရဲ့ကြံရှိနေတဲ့လက်နဲ့တွေလည်းပျက်စီးလူနေပါဖြစ်နေပြီ။ငါတို့ဒီနေ့ပဲတည်ရတော့မှလားဆိုပြီးတော့စိတ်ပြက်လက်ပြက်တွေးနေပြေးနေကြရပေါ့။အဲ့ဒီအချိန်မှာနောက်ဆုံးကပြေးနေတဲ့မိန်းကလေးကချော်လဲသွားခဲ့ပါတယ်။အဲ့လိုနဲ့ခေါင်းဆောင်မိန်းကလေးနဲ့ဆောင်ဝါမိန်းကလေးတို့စိတ်ပူပြီးတော့ရှောက်ရင်းနာမည်ကိုအော်ခေါ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲဝင်ပလီတွေကကောင်မလေးကိုတိုက်ခဲ့ဖို့တပြိုင်နက်ခုံးလိုက်ခဲ့ကြတယ်။တစ်ချိန်တည်းမှာပဲအလင်းတန်းတစ်ခုကလှစ်ကနေဝင်ရောက်လာပြီးဝင်ပလီတွေထိမှန်ကကောင်မလေးရဲ့ဘေးမှာဝင်ပလီကတီဆုံးလျက်တာဖြစ်နေခဲ့ပါတယ်။အဲ့ဒီလင်းတန်းဘာလဲဆိုတော့လူတယောက်ပြစ်လာတဲ့ဓာတ်တစ်ချောင်းမှာအဲ့ဒီအချိန်မှာပဲချက်ချင်းဆိုလို့လင်မြန်တဲ့အချိန်နဲ့လူတယောက်ကလည်းဓာတ်နောက်ချက်ချင်းရောက်ရှိလာခဲ့တယ်။ရှောက်ခေးကလည်းသူငါ့ကိုကြိလိုက်တာလို့ဆိုပြီးကြည့်နေပြီးအဲ့ဒီလူရဲ့ level ကိုစစ်ကြည့်လိုက်တဲ့အခါမှာတော့ level 1ဆိုတော့တိလိုက်ရပြီးတော့အတော်လေးအောင်သွားခဲ့တယ်။အဲ့ဒီ level 1မရှိတဲ့သူကဘာလို့လဲဆိုရင်တော့ကျွန်တော်ရဲ့ MC ဖြစ်တဲ့ကိုတင်ညွန့်မှာဝင်ပလီတွေကလည်းကိုတင်ညွန့်ကိုကြောင်းကြည့်နေပြီးတော့ကိုတင်ညွန့်ကလည်း solid ရှိဆိုတော့အခါမထိုင်နဲ့။အော်ဒါလာ level 3ဆင်းရှိမှာကောင်းဆိုပါရဲ့။အစွမ်းလည်းဘာမှမဟုတ်ပါလားဆိုပြီးပြောလိုက်ပါတယ်။အဲ့ဒါကိုကြည့်နေတဲ့ဝင်ပလီတွေကလည်းကိုတင်ညွန့်ကို draw ဆက်ပြီးတော့တိုက်ခိုက်ဖို့အသေးအတန်ပြေးလာကြပါတယ်။အဲ့ဒါနဲ့ကိုတင်ညွန့်ကလည်း already ထုတ်ပြီးသူ့ရဲ့ဓာတ်ကိုကန်ကမကောင်းဆိုးဝါး3កောင်လို့တစ်ချက်ထဲနဲ့လင်းမြန်တဲ့အချိန်နဲ့ပြေးပြီးပိုင်းဆုပ်လိုက်တာ3កောင်လို့ရှောသွားပါတော့တယ်။ကိုတင်ညွန့်ကိုကောင်မလေး3ကလည်းကြောင်းကြည့်နေကြပြီးအဲ့ဒီကခေါင်းဆောင်မင်းကလေးကသူ့လူသိဖြစ်ပြီးတော့တန်တားလေးနဲ့မကောင်းဆိုးဝါးလေးအောင်ဆိုလို့ easy ပဲတက်လိုက်တယ်ဆိုပြီး already ကြီးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာပန်းအောင်မှာဟိုကြည့်လိုက်ဆိုပြီးအထက်လန် over တော့။အော်ကလည်းတက်လိုက်တယ်မကောင်းဆိုးရတဲ့အပေါင်းပါတယ်အများကြီးလိုက်လာကြလို့ပါ။ဆောင်းမဟင်းဒါဘလို့ဖြစ်နိုင်မှာလဲ။ဝင်ပလီတွေကအများကြီးဘဲရောက်လာတယ်။ဘန်းအောင်မှာလည်းသူတွေးနှံခံပြီးရောက်လာကြဖြစ်မယ်။ခေါင်းဆောင်မလည်းရှင်းရှင်းပြေးလို့ပြောပြီးတော့ဒါအသေးခဏရဲ့တစိကုံလေးအုပ်ကြီးပဲ။သူတို့ရော်တယောက်ဖြစ်စီတိုင်းအင်အားရှိတယ်ဆိုပြီးပြေးဖို့ပဲပြောနေပါတယ်။ကျွန်တော်ရဲ့ MC ကိုတင်ညွန့်ကလည်းအဲ့တော့ဘာလုပ်ရမလဲဆိုပြီးသူ့ရဲ့လက်ထဲမှာဖဲချက်လို့စွမ်းရည်ထုတ်လိုက်ပါတယ်။အဲ့ဖဲချက်တွေကဘာလဲဆိုတော့ဂျိုရီပိုင်းမမရဲ့ကောင်းလေးပါဆိုရအယိုးစုလိုနွားလိုကောင်းလေးကိုဆင်းခွန်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ကိုတင်ညွန့်ကလည်းအယိုးစုကိုဆင်းခွန်လိုက်တဲ့ချက်ချင်းမှာပဲမော်စဝိုင်းကြီးတစ်ခုပေါ်လာပြီးတော့မမရဲ့မောင်လေးထွက်လာပါတယ်။ကိုတင်ညွန့်ကဘာလို့အယိုးစုတွေဆင်းခွန်လိုက်ရလဲဆိုတော့အယိုးစုတွေအားနဲ့ထင်ရပေမဲ့သူတို့ရဲ့ level 3ဖြစ်ပြီးတိုက်ခိုက်စွမ်းရည်နဲ့ HP ကဝင်ပလီနဲ့တိတ်ပွားရကြောင်းပိုပြီးအမြင်မြန်နိုင်ယူရင်းဆင်းခွန်လိုက်တာဖြစ်တယ်။ဆင်းခွန်ပြီးရင်ကိုတင်ညွန့်ကမယ်ရနန်ကဘသူအရင်စုပ်ဖြန်းခံရမလဲဆိုပြီးခက်မှတ်မှတ်ပြောရင်ဝင်ပလီနဲ့စတင်နေခဲ့ပါတော့တယ်။ဒါကတော့ chapter 1ရဲ့အဆုံးလေးပဲဖြစ်ပါတယ်။ chapter 2ကိုလိုအပ်ချက်တွေပြင်ဆင်ပြီးသွားရင်ချက်ချင်းတင်ပြပါမယ်ဗျ။